ကြောင်းပိတ်သွားတဲ့ကြောင်းပြန်ပွင့်တော့မင်းမျက်နှာမတွေ့ကျမ်းမာရင်မကောင်းဘူးတဲ့လို့သူတငယ်ချင်းကမေးလိုက်တယ်သူမရှိတဲ့ကြောင်းကလေးတဲ့ကျွန်တော်တရားဥပဒေရှိနေတာလားရှင်းဆုံးမှဆရာမကစာတင်နေလဲစိတ်ပါခဲ့တာညတင်ပေါက်လေးကိုကြည်ပြီးနေကြောင်းလေးတွေ့နေခဲ့တာရောက်တော့စားလည်းမလုံးနိုင်နောက်နေစွန်နေကြောင်းလာပါမလားဒီလိုနဲ့တွေ့ရင်မျက်လုံးတွေမိတ်ခဲ့နောက်နေမနဲ့ကြောင်းလာရင်တို့ရေချိုးပြီးကြောင်းသွားမယ်လို့ပြေးလိုက်ဖို့ရမဆောင်တော့ဘူးငါကြောင်းကိုဆိုဒီရောက်နေလို့လွယ်နီလေးမြဲလွယ်ထားတဲ့ကောင်မလေးတယောက်ကိုတွဲဆောင်ခဲ့တဲ့နေ့ရက်ကလေးကျွန်တော်မေးလို့မရနိုင်ချီနူခဲ့ဘူးတဲ့ပြုံးတဲ့တနက်ကားလေးလေးခင်ဘူးတဲ့မင်းနဲ့ငါရဲ့ခင်မမှုလေးနေရတန်စကားတွေပြောပြီးစင်တက်ခြင်းလဲမဖြစ်နိုင်တဲ့ကောင်မလေးကိုမချင်းကချင်တဲ့တငယ်ချင်းများဝိုင်းတာခဲ့လည်းမရတဲ့ချင်းများစွာတခါလောက်တော့မြစ်စာရည်တဲ့ပေါ်ဝင်လေးငါပြခွင့်ရှိမလားသာတင်ရင်